ပုံပြင်လေးတစ်ပုတ်ပြောပြတော့မယ်နာဆိုင်ပေးစေခြင်းနဲ့ဟိုးရှိတော့ကနေမျိုးလေးတစ်ခုမှပေါ်ကွယ်လွန်ကိုရန်သိချစ်တဲ့ချစ်သူနှုတ်လည်းရှိပါလေတဲ့တူနဲ့တူရဲ့သစ္စာခိုင်မြဲကြလေတဲ့မစားရသေးခင်ဝမ်းနေပါလေတဲ့အတူပေါင်းဖတ်ရမယ်နေမှာဝေးကြရပြီခွဲဘာကြောင့်လဲမမေဘူးခွဲဆုံးသမလားရာသေးကြတယ်ကံကြမရဲ့တကယ်လို့ရလိုက်တာခွဲပုံပြင်လေးကဆုံးသက်တော့မယ်နာဆိုင်ပေးသေးခြင်းနဲ့သူသေးချစ်တဲ့သူချစ်သူလေးရဲ့အုပ်ကိုနှဘေးဝဲငွေလာမယ်ကြီးဝမ်းပါတဲ့အခါလွမ်းများသက်ပေကြီးကရွှေမယ်သမီးလေးနဲ့တစ်ခေါက်ပြန်တွေ့ခွင့်လေးဆူတောင်းတာကြည့်နေသူခွဲပုံမြင်သူမဟုတ်တကယ်ဖြစ်ရမှန်ဝမ်းနေခြင်းတွေဘာကြောင့်လဲမမေ့တော့ခွဲအဆုံးသမလားရာသေးကြတယ်ကံကြမရဲ့တကယ်လို့ရလိုက်တာခွဲပုံပြင်လေးတစ်ပုတ်ပြောပြတော့မယ်နာဆိုင်ပေးစေခြင်းနဲ့ဟိုးရှိတော့ကနေမျိုးလေးတစ်ခုမှပေါ်ကွယ်လွန်ကိုရန်သိချစ်တဲ့